ကျွန်တော်ဝါရဟတ်ရင်လေးနဲ့စော့နေခဲ့တယ်ဒါပေမဲ့မျက်ရည်ဆက်ကအဲ့ဒါကိုမျိုးချသွားတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုကောက်ဖို့လက်လန်းလိုက်တာကျွန်တော်လက်မောင်းပါပါသွားရောအမေကအပြေးလွှားရောက်လာတယ်မိအော်တန်ကကျွန်တော်ငိုတာထက်တောင်ပိုကျဲတယ်ကျွန်တော်အကိုမျက်နှာကတွေးမရှိသလိုဖြူဖြော့နေတယ်သူကအဝတ်တစနဲ့ကျွန်တော်ပခုံးကိုစီးပေးတယ်ပြီးတာနဲ့ကျွန်တော်ကိုဆေးရုံကိုချက်ချင်းကားမောင်းပို့တော့တယ်ကားကိုအချိန်ကုန်မောင်းနေတာကားကစောင့်လိုက်တိုင်းအပေါင်းများစွာနဲ့ပခုံးကိုထိုးနေတယ်လို့ခံစားရတယ်နာကျင်လွန်းလို့ကျွန်တော်အန်ကျိတ်ထားရတယ်ကျွန်တော်တို့လူစီကားတဲ့လမ်းမပေါ်မှာကားပိတ်မိနေတယ်အကိုကဟုံးကိုအဆက်မပြတ်အသေးအတန်တီးနေတယ်ရုပ်ကြမ်းကြမ်းနဲ့ဦးလေးတယောက်ရောက်လာတယ်သူကကားမှန်ကနေအထဲကိုလှမ်းကြည့်တယ်သူအရင်ဆုံးကျွန်တော်ကိုတွေ့ပြီးတော့နောက်မှကျွန်တော်လက်မောင်းကိုမြင်သွားတယ်အဲ့ဒီဦးလေးကကြက်တေတေသွားတယ်ပြီးတာနဲ့လူအုပ်ဘက်ကိုလှည့်လိုက်တယ်ပြီးတော့လူအုပ်ကိုလမ်းဖက်ခိုင်းတော့တယ်လူအုပ်ကြီးကရေပြင်ခွဲတယ်လို့ကွဲသွားပြီးကျွန်တော်တို့အတွက်လမ်းဖွင့်ပေးတယ်ကျွန်တော်သူတို့ကိုစိတ်ထဲကနေကျေးဇူးတင်နေမိတယ်ဆေးရုံကိုရောက်သွားတဲ့အခါဆရာဝန်တွေကကျွန်တော်ကိုဝိုင်းလိုက်ကြတယ်ကျွန်တော်အမငိုပဲမနေနိုင်ခဲ့ဘူးအမေကကျွန်တော်ကိုဖတ်ဖို့လုပ်ပေးမယ်ဆရာဝန်တွေကတားထားလိုက်တယ်ဆရာဝန်ကပြောတယ်ဒီလက်ကိုပြန်ဆက်ဖို့ဆိုရင်ပိုကောင်းတဲ့ဆေးရုံကိုတွားရမယ်တဲ့အဲ့ဒါကိုကြားပြီးတော့အမေနေရာမှာတင်ခွေခွေလေးလဲကျသွားတယ်သူသတိလစ်သွားလို့ဆရာဝန်တွေကသူ့ကိုထမ်းခေါ်သွားကြတယ်အကိုမျက်နှာကပိုပြီးတောင်ဆိုးရွားနေတယ်သူနေရန်ကိုလက်သီးနဲ့ထိုးလိုက်ပြီးကျွန်တော်ကိုအဲ့ဒီအယုတ်ဝယ်ပေးမိတာကိုနောက်တရားနေပုံပဲဒါပေမဲ့ကျွန်တော်သူ့ကိုအပြစ်မတင်ပါဘူးလို့ပြောပြချင်ခဲ့တယ်ကျွန်တော်အဲ့ဒီအယုတ်ကိုတကယ်ကြိုက်ခဲ့တာပါအကိုကကျွန်တော်ဘက်လှည့်ကြည့်ပြီးပိုကောင်းတဲ့ဆေးရုံကိုခေါ်သွားမယ်လို့ပြောတယ်ကျွန်တော်တို့လေစိတ်ကိုရောက်တဲ့အခါမှာလေရင်တက်တဲ့ဂိတ်ကပိတ်သွားနေပြီဝန်ထမ်းကအဝတ်ကိုလှန်ပြီးကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တယ်ပြီးတာနဲ့ချက်ချင်းပဲလေရင်ကိုခဏဆိုင်ငံ့ဖို့အကြောင်းကြားလိုက်တယ်သူတို့စီးမြင့်တွေအားလုံးကိုချိုးဖောက်ခဲ့တယ်ခရီးသည်၃ယောက်ကတော့သူတို့ဘာသာသူတို့နေရာတွေထပ်ဖယ်ပေးကြတယ်ကျွန်တော်လေရင်ပေါ်မြ မြန်တက်နိုင်ဖို့အတွက်ပါလေရင်ပြန်တက်သွားပြီးကျွန်တော်ပခုံးကသွေးတွေပြန်ထွက်လာတယ်ကျွန်တော်အရန်အိတ်ငိုက်လာတယ်ဒါပေမဲ့ဆရာဝန်မလိုက်တာကိုတတိယလိုက်တယ်အိတ်လို့မဖြစ်ဘူးဆိုတာလေအကူကကျွန်တော်ကိုတောက်လျှောက်လှုပ်လို့နေတယ်သူ့လက်တွေကအေးဆက်နေပြီးကျွန်တော်ကိုမအိတ်ဖို့ပြောနေတယ်ဒါပေမဲ့ကျွန်တော်တကယ်မျက်လုံးဖွင့်မထားနိုင်တော့ဘူးအမောင်တူကကျွန်တော်ကိုဝါမျိုးတော့မဲ့ရေလိုင်းတွေလိုတက်လာနေတယ်ကျွန်တော်အိတ်ပျော်သွားတော့မလို့ဖြစ်သွားတဲ့အချိန်မှာပဲဂီတာတန်တစ်ခုကျွန်တော်ကြားလိုက်ရတယ်မိန်းကလေးတစ်ယောက် trap ပြီးတချင်းစဆိုတယ်ပြီးတော့တခြားလူတွေလည်းလိုက်ဆိုလာကြတယ်လေရင်မဲကကျွန်တော်ဘယ်ဘက်လက်ကိုစုပ်ကင်ထားပေးတယ်သူ့လက်ကနှွေးထွေးနေတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်ဖို့စူးစမ်းလိုက်တယ်မျက်နှာပေါင်းများစွာကိုကျွန်တော်တွေးလိုက်ရတဲ့အားလုံးကကျွန်တော်ကိုပြုံးပြနေကြတယ်ကျွန်တော်နောက်တစ်ခါထပ်မအိပ်ပျော်သွားတော့ပါဘူးမကြခင်မှာပဲကျွန်တော်ကိုလူနာတင်ရင်ပေါ်တင်ပေးလိုက်တယ်ကျွန်တော်ကိုခွဲစိတ်ခန်းနဲ့ခေါ်သွားကြတယ်ဆရာဝန်တွေကကျွန်တော်ကိုထပ်ပြီးဝိုင်းလိုက်ကြပြန်တယ်သူတို့ကျွန်တော်ကိုနှာခေါင်းစည်းတစ်ခုတက်ပေးလိုက်တယ်ကျွန်တော်အမြင်တွေဝေဝါးလာတယ်ကျွန်တော်လုံးဝသတိမလစ်သွားခင်လေးမှာတကားနောက်မှာပျောက်ကွယ်သွားတဲ့အကိုရဲ့စိုးရိမ်တကြီးမျက်နှာကိုမှတ်မိလိုက်သေးတယ်အဲ့ဒီနောက်တော့ကျွန်တော်ဘာမှမသိတော့ဘူးပင်လယ်နဲ့ကြီးရဲ့အောက်ခြေမှာရောက်နေတယ်လို့မျိုးပဲကျွန်တော်နိုးလာတဲ့အခါမှာတော့မိုးလင်းနေပြီနေအောင်ကြီးကကျွန်တော်မျက်နှာပေါ်ကိုကြားရောက်နေတယ်ကျွန်တော်ဘက်လက်ကိုမြောက်ပြီးညာဘက်လက်ကိုဆန်းကြည့်လိုက်တယ်သူပြန်ရောက်နေပြီးကျွန်တော်ခံစားမိနေတယ်နာတော့နာနေတယ်ဒါပေမဲ့အနှွေးတက်တော့ရှိနေတယ်အမေကတကားတုံးဖွင့်ပြီးဝင်လာတယ်သူကျွန်တော်စီပြေးလာပြီးတော့ကျွန်တော်ကိုဖတ်ထားလိုက်တယ်ဒီအချိန်မှာတော့ကျွန်တော်တကယ်ကိုငိုချလိုက်မိတော့တယ်ဒါပေမဲ့ကျွန်တော်ဘသူ့ကိုမှအပြစ်မတင်ပါဘူးကျွန်တော်ကကူညီပေးခဲ့တဲ့လူတိုင်းကိုကျေးဇူးတင်ချင်ခဲ့တာသူတို့တွေကကျွန်တော်အသက်ကိုကယ်တင်ခဲ့ကြတာပါ